2025 ခုနှစ်အတွက်အကောင်းဆုံးဖိုက်တာဆုရစုကိုစတင်သိမ်းပိုက်လိုက်ပြီဖြစ်တဲ့ဂျိုရှူအာဘန်ပရိသတ်များအားလုံးပဲမင်္ဂလာပါ Cape Side ဂျာနယ်ကနေကြိုဆိုပါရစေ။ MMA လောကရဲ့သမိုင်းအစဉ်လာအကြီးမားဆုံးနဲ့ဩဇာအရှိဆုံးသတင်းမီဒီယာတစ်ခုဖြစ်တဲ့ရှာတော့ကနေချင်းလူငယ်ဖိုက်တာဂျိုရှူအာဘန်ကို Fighter of the Year အဖြစ်ရွေးချယ်လိုက်တယ်လို့သိရပါတယ်။ MMA အတိုင်းဝိုင်းမှာရှာတော့ဆိုတာ1998ခုနှစ်ကတည်းကတည်ရှိခဲ့တဲ့ MMA ရဲ့ကျန်းစာအုပ်လို့သတ်မှတ်ခံရတဲ့ website ဖြစ်ပါတယ်။ Fighter တယောက်ရဲ့နိုင်ရှုံးမှတ်တမ်း record တစ်ခုဟာရှာတော့မှာပါဝင်မှသာတရားဝင်အတည်ဖြစ်တယ်လို့အတိအမှတ်ပြုကြတာပါရှာတော့ရဲ့ Fighter of the Year ဆုဟာပရိသတ်အကြိုက်မဲပေးရွေးချယ်မှုထက်ဆိုင်ရင် MMA နယ်ပယ်မှာဆယ်စုနှစ်နဲ့ချီအတွေ့အကြုံရှိတဲ့ journalist တွေ editor တွေနဲ့ခွဲချမ်းစိတ်ဖြာသူတွေရဲ့ professional analysis ပေါ်မှာပဲအခြေခံပါတယ်သူတို့ဟာကိန်းဂဏန်းအချက်လက် stats ပြိုင်ပွဲရဲ့အဆင့်တန်း quality of opponent နဲ့တစ်နှစ်ပတ်လုံးလှုပ်ရှားမှု consistency တွေကိုသေချာတွက်ချက်တာပါဒါကြောင့်ဘန်ကိုရွေးချယ်လိုက်တာဟာသူ့ရဲ့အရေးအချင်းကိုကမ္ဘာအဆင့်ပညာရှင်တွေကတညီတညွတ်ထဲလက်ခံလိုက်တာလို့ဆိုနိုင်ပါတယ်။ဘန်ရဲ့2025ခုနှစ်ဟာ MMA သမိုင်းမှာပုံမြင်တစ်ပုဒ်လို့ဖြစ်နေပါတယ်။2025ခုနှစ်ဇန်နဝါရီလမှာသူဟာ Flyweight Division ရဲ့ ranking 15ရောက်စာရင်းမှာတောင်မပါဝင်ခဲ့တဲ့လူငယ်တူပါ။ဒါပေမဲ့2025နှစ်ကုန်မှာတော့ဘန်ကတစ်နှစ်အတွင်း၄ပွဲထိုး၄ပွဲနိုင်ဆိုတဲ့မှတ်တမ်းကောင်းတဲ့အတူ Flyweight တန်ရဲ့ချန်ပီယံခပတ်ကိုပါရယူနိုင်ခဲ့ပါတယ်။ရှာတော့ရဲ့2025ခုနှစ် Fighter of the Year ဆုဟာဘန်အတွက်ထိုက်တန်တဲ့ဆုလက်တစ်ခုပါ။အစမရှိသူဘွားကနေတနှစ်အတွင်းပွဲပေါင်းများစွာထိုးတက်ပြီးချန်ပီယံဖြစ်လာတာဟာ MMA လောကမှာဆယ်စုနှစ်တစ်ခုမှတစ်ကြိမ်သာတွေ့ရခဲ့တဲ့ဖြစ်ရပ်မျိုးလည်းဖြစ်ကြောင်းပါ။